ခုပေါ်စောတဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျဒါဒီနေ့မှာတော့ version 5.2.2 ကတော့ပြီးသွားပြီပေါ့နော်အမှ update လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ coin တွေ epic box တွေနှိုက်ရမယ်ဒီ treasure link event ကတော့ပြန်လာပြီပေါ့နော်ကျွန်တော်တို့ game မှာပါတယ်အသစ်ပါတယ်လေချက်တော့ကြည့်လိုက်ရအောင်ဆိုတော့ epic box အနေနဲ့ကတော့ဒါ page မှာတင်ထားပေးတဲ့အတိုင်းပဲကကတို့ရဲ့ epic box ပါလာတယ်နောက်ကျွန်တော်တို့ဒီ treasure link ကနေရမယ် epic တွေမှာ free နှိုက်ရမှာဟာလေးဒီဘောက်ပေါ့နော်ဒီဘောက်ကိုကျွန်တော်တို့ free နှိုက်လို့ရမယ်ဒီ treasure link event ကိုဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်ပြင်မှာလာမေးရတဲ့ညီကိုတွေအတွက်ကျွန်တော်ပြောပြပေးမယ်နော်ဒီမှာဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုဆိုတော့ဒီမှာ free နှိုက်ရမယ့် epic တွေကတော့ဒါအကုန်လုံးကောင်းလို့ပြောရမယ်ဒါ Lothar Matthäus လို့လည်းပါတယ် Chiellini လို့လည်းပါတယ်ဒါကတော့ဒီဘောက်ဒီပတ် eFootball League ရဲ့ဥစားတော့ Jack Grealish ဗျဆိုတော့ဒီမှာ nomination ပေါက်တစ်လည်းပါလာခဲ့တယ်ဆိုတော့ကျွန်တော်တို့ treasure link event ကိုလုပ်မယ်ဆိုရင်အခုချိုးညီကိုတွေကကြတော့တငယ်ချင်းရှိတော့အဲ့တငယ်ချင်းနဲ့ဆော့ပြီးတော့မှအဲ့တငယ်ချင်းက box account ရတယ်ဆိုလို့ရှိရင်အဲ့ဒီကနေယူတယ်ပေါ့နော်အခုကျွန်တော်တို့ solo player တွေပေါ့နော် solo player တွေက box account လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ online ပွဲမှာကျွန်တော်တို့တပွဲဆော့လိုက်လို့ရှိရင်တစ်ဖက်က player စီမှာလူတိုင်း box တစ်ခုရတယ်ပေါ့နော်လူတိုင်း box တစ်ခုရတယ်အဲ့ဒီ box မှာတစ်ဖက်က player ရဲ့ box ကိုကိုစီမှာပေါ်လာခဲ့မှာအဲ့ဒီခါကျရင်ကိုလိုချင်နေဆိုရင်ယူမလိုချင်ဘူးဆိုရင်ကြော်သွားပေါ့နော်အခုကျွန်တော်အစမ်းလုပ်ပြမယ်ပေါ့ဟုတ်ညီကိုတို့အနေနဲ့အရန်မလုပ်လိုက်ဘူးတော့အရေးကြီးတယ်ပေါ့နော်ဒီကောင်ကကြတော့အခုကျွန်တော်ဥမာဒီကောင်ကန်မယ်ပေါ့ဒီဂျပန်ဟာကန်မယ်ဆိုရင်ဒီကောင်ကိုတပွဲကန်လိုက်မယ်တပွဲကန်ပြီးလို့ရှိရင်ကျွန်တော်တို့တစ်ဖက် player ရဲ့သူစီမှာရတဲ့ box ကိုကိုစီမှာလက်ပေါ်မှာအဲ့ခါကြာလို့ရှိရင်အဲ့ဒီ box ကကောင်းတယ်ဆိုရင်ကိုယူပေါ့မကောင်းဘူးဆိုတော့မယူနဲ့ပေါ့ဒါဘယ်လိုယူရမလဲဆိုတာကိုတော့ကျွန်တော်ပြပေးမယ်နော်โอเคကျွန်တော်တို့တပွဲကန်ပြီးသွားပြီလို့ရှိရင်ဒါကိုတပွဲကန်ပြီးသွားပြီပေါ့နော်တပွဲကန်ပြီးသွားရင်ဒါသူစီမှာဒါသူ့ရဲ့ဘောက်ပေါ့နော်သူ့ရဲ့ဘောက်ကိုကျွန်တော်တို့ယူလို့ရတယ်မယူခြင်းဆိုလည်းနောက်တစ်ပွဲကန်ပြီးမှနောက်တစ်ယောက်ရဲ့ဟာကိုယူဒါဆိုဒီဘောက်ဆိုရင်တော့ကျွန်တော်မယူဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာ coin 30ပဲပါဒီထက်ကောင်းတဲ့ဘောက်တွေရှိတယ်ဆိုတကယ်လို့ကိုယူမဲ့ဘောက်ပေါ်လာခဲ့တယ်ဟိုနှိုက်ခွင်းနေအများကြီးရတဲ့ဟာဒါမှမဟုတ်လဲ coin အများကြီးပါတဲ့ဟာရတယ်ဆိုရင်ကျွန်တော်ဒီဘောက်ကိုနှိုက်လိုက်ပေါ့နော်နှောက်ပြီးနှိုက်ပြီးကျွန်တော်ဒီအကွာရဆိုတဲ့ဟာကိုနှိုက်လိုက်ပေါ့နော်ဒီကောင်ကိုနှိုက်လိုက်တဲ့ဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့တက်မှာဘောက်တစ်ခုဝင်သွားလိုက်မှာဒါကျွန်တော်ကတော့မယူတော့ဘူးဆိုတော့ကျွန်တော်ဒီဟာကိုမနှိုက်တော့ဘူးပေါ့နော်ဒါယူမဲ့ညီကိုတွေကကျတော့အဲ့ဒါလေးကိုနှိုက်လိုက်ပေါ့ဒါဆိုတော့အဲ့ဒီဘောက်ကိုကျွန်တော်တို့ရပါမယ်ဆိုတော့ကျွန်တော်ဒီဟာကိုမယူဆိုရင်ဘာမှလုပ်ရမလို့ဒီ next နဲ့ပဲကြော်သွားလိုက်ပေါ့ဟောအဲ့ဒါဆိုရင်တော့ရှင်းမယ်ထင်ပါတယ်ညီကိုတို့ဒီနည်းနဲ့ပဲကျွန်တော်တို့ဒီကောင်းတဲ့ဘောက်တွေကိုစုပြီးတော့နေဟို3ခုရပြီဆိုတော့ထပ်စုလို့မရတော့ဘူးเนาะကျွန်တော်3ခုယူပြီးဆိုရင်တော့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့အဲ့ဒါကိုပြီးအောင် mission တွေလိုက်ကန်ရမှာပေါ့เนาะအဲ့ဒီ mission တွေကဒီမှာဝင်ကြည့်လို့ရတယ်ပဲ mission တွေလောက်ရမလဲဆိုတာကိုဆိုတော့ mission တွေကဒီမှာဝင်ကြည့်လို့ရတယ်ကိုကဥပမာဒီဘက်မှာ box အသစ်လာပြီဆိုရင်ကိုကဒီကောင်ဥပမာဒီကောင်ကိုလိုချင်တယ်ပေါ့ဒီကောင်ကိုလိုချင်တဲ့ဇာလေးနှိမ့်လိုက် तू ကဒီမှာGo Universal EIMS ဆိုတာ EIMS မှာ Go သွင်းပါတာနှစ် Go သွင်းရမယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုလေးတွေကြည့်ပြီးလောက်ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီရဲ့ reward တွေကိုရမှာပေါ့နော်အဲ့လိုနည်းနဲ့ပဲကျွန်တော်တို့ကဟိုကိုရရတဲ့ဘောက်ဟာတွေကို mission အကုန်လုံးပြီးအောင်ကျွန်တော်လုပ်ရပါမယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာအဆုံးထိကြည့်ရတာလည်းနားလည်တာရှိရင်တော့ဒီ comment box မှာပြန်မေးပေးပါနော်ဒါကျွန်တော်တို့အသက်နိုင်ဆုံးနားလည်အောင်ရှင်းပြပေးထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်